ပြီးများပေါ့နော်ဒီတော့ရှိနေတာအဲ့တော့ဇာတိတော့ဆိုရင်ဒါကအဲ့ဒီဇာတိတို့ကကျေတော့ပဲကျေတော့ချက်အဲ့ဒါကြောင့်နောက်ကသုတော်ပဲဆရာလေးလည်းဒီသစ္စာကိုဆိုအောင်နော်အဲကျေတော့ပဲဆရာလေးဒီသစ္စာကိုဆိုအောင်ဟုတ်လားဒါကြောင့်အားလုံးဆုံးပြီးတော့ချက်လိုက်ဆုံးပေါ့နော်ဆရာကြီးတော်တို့ဒီယနေ့ယခုချိန်ဟာစပြီးအမေသာကျွေသာနှင့်ဝိသာဝိသာတို့ကိုတိလျက်သားနှင့်ပသာမတော့ပါဘုရစေတတ်သောဘိနေကသောသောသာအယခန္ဒီဒီယာတို့ကိုတိလျက်သားနှင့်သောသာပါခဲရိုက်ခြင်းပြတ်တက်ခြင်းသောဝိသာကိုလည်းအပြည့်လို့ပါသူတစ်ပါးဤနေရှိမြားတို့အားကိုတိကာယမခုံးယူမပေါင်းတဲ့မှာတတိယပေါင်းတို့အားယခုချပေးတော့စေတော်အစစ်နဲ့သာပညာသင်ပါမည်စေတော်အားမိမိကိုယ်တိုင်ရောဆက်ခြင်းမပြုလုပ်ပါတတိယပေါင်းတို့အားဒီစေတော်အစစ်နဲ့သာပညာသင်ပါမည်ယန္နာမြတ်သုံးပါးနှင့်မိဘဆရာသမားတို့၏ဘုံကျေးဇူးကိုလည်းဘယ်တော့ခါမှမမေ့ပါဗျာဒီသစ္စာအလုံးနဲ့မှတဘာဘာသောသစ္စာတို့ကိုပြည့်ရတာနဲ့သိခဲ့သည်ရှိတော်ပညာပြည့်၍ဘုရားကြီးတော်တို့သည်သေတော်ခိုင်းတော်ကြီးအားဗမာပြည်ကပြန်ကြည့်ရပါသည်ဒီဘုံကြောင့်များစွာဖြင့်အပူဇော်ကံကြောကံစာရိတ္တစုဖြစ်၍သံယံတာရာဖြင့်သာသနာပြုနိုင်၍အပူဇော်ကံကြောကံဆရာကြီးတည်းဖြစ်ပါသည်လားဘုရားကိုယ်ကြောက်ပြီးတော့တပည့်ဖြစ်စေတဲ့သံဃာဘုရားဒါတော့ဒီနေ့ဆောင်ရွက်ကြပါလေ။ဒါတော့ပြန်ပေါ်အောင်လို့ကျူးတာပါတော့ဒီလိုပဲဒီလိုလည်းဘယ်လိုလဲခက်ခဲတဲ့သူရှိတော့လဲဆောင်ရွက်ပြကြပါလေ။အဲဒါကြောင့်ဘယ်သုံးပါးရဲ့တိုင်းနဲ့တိုင်းဆောင်ရွက်တဲ့ဣတိပိယအားလုံးတို့ဒီဒီကိုကျုပ်ပြတဲ့ဂိုင်းတော်အတွက်ကိုစွန့်စားပြီးတော့ဆောင်ရွက်တဲ့ပုဂ္ဂိုလ်များဖြစ်တဲ့အတွက်ကြောင့်ဒီပူဇော်ဝဲမှာတိုက်တဲ့အားလျော်တဲ့သူကဲ့သို့အဆောင်အယောင်များနေတယ်ကွာအသေးလေးများတဲ့ဒိဋ္ဌိယာရုခန္ဓာပြထိုးတဲ့ခံစားတဲ့အတိတ်ကောင်းနမိတ်ကောင်းတဲ့ဒီသုတော်ပဲဆရာမစေတော်ပဲဆရာကြီးแล้วသုတော်တရားကောင်းဆောင်ပရမကောင်းဆောင်တရားစခန်းပြန်ပေါ်အောင်ဆိုပြီးတော့အစက်လိုက်အဖေကြီးရဲ့သုံးပါးတဲ့တိုက်ချပေးပါလေသူတို့နဲ့ကြွတ်တိုက်တဲ့ပုဂ္ဂိုလ်လေးခြေခြေပညာယူအောင်